အေးချမ်းချမ်းနေတတ်တဲ့အဖိုးနဲ့အဖွားရဲ့တူလေးသောသားဖြစ်သူကအမေရိကမှာပညာသင်ခြင်းနဲ့လို့ပူစာလုံးတာကြောင့်သူတို့တစ်သက်လုံးရှာဖွေပိုင်ဆိုင်ထားတဲ့တလုံးလေးသောအိမ်လေးကိုငွေတိုးချေးစားတဲ့လူမိုက်တွေစီမှာပေါင်နှံပြီးသားကိုပို့ပေးခဲ့ပါတယ်။ကြာလာတော့အိမ်ပေါင်ကအတိုးနှုန်းတွေကလည်းမတရားကြီးမြင့်လာတဲ့အတွက်အဖိုးအိုတို့လင်မယားမတက်နိုင်တော့ပါဘူး။ဒါကိုအခွင့်ကောင်းယူပြီးအိမ်ပေါင်ခံထားတဲ့အောက်ခြေလူမိုက်ဟာအဖိုးအိုတို့အိမ်ကိုမကောင်းတဲ့မိန်းမတွေခေါ်လာတရက်တောက်ပြီးလာရောက်တောင်းကျမ်းပါတော့တယ်။တွေ့တဲ့နေရာမှာလည်းအဖိုးအိုကိုအနိုင်ကျင့်ခိုင်းစားပြီးရသမျှပတ်စံကိုတပြားတိုက်တလို့လူယူသွားတတ်ပါတယ်။ဒါတွေကိုမခံမရနိုင်ဖြစ်လို့အမေရိကကတားဖြစ်သူစီဖုန်းဆက်ပြီးအကူအညီတောင်းဖို့ကြိုးစားပေမဲ့တားဖြစ်သူကတော့အမေရိကမှာအခြေချအိမ်တောင်ကြပြီးကလေးတောင်ရနေပါပြီ။မိဘတွေကဒေဝါလီပွဲတော်မှာအိမ်ပြန်လာဖို့ပြောတာကိုတော့အချိန်မရှိဘူးဆိုပြီးဖုန်းချဖြစ်တယ်လို့အိမ်ပေါင်ထားတဲ့ပြဿနာတွေကိုပြောဖို့ကြိုးစားတိုင်းလည်းအကြောင်းပြချက်မျိုးစုံပြပြီးဖုန်းကိုလက်ခံမနာထောင်ပဲဖျက်ချပစ်ခဲ့ပါတယ်။ဒါပေမဲ့အဖိုးအိုတို့ကတော့တားကိုအပြစ်မမြင်ရှာပါဘူး။နောက်ဆုံးမှာတော့အဖိုးအိုဟာမခံမရနိုင်ဖြစ်ပြီးရဲစခန်းကိုသွားတိုင်ပါတယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကအဲ့ဒီလူမိုက်ဟာရဲစခန်းမှုနဲ့အတူထိုင်ပြီးပြည်သူတွေကိုပေါင်းချံနိုင်ကျင့်နေတဲ့သူဖြစ်နေတာပါ။အဖိုးအိုလည်းဘာမှမပြောရဲပဲအိမ်ကိုပြန်လှည့်လာခဲ့ရပါတယ်။အဲ့ဒီညမှာပဲအဖိုးအိုတိုင်တာကိုတီးသွားတဲ့လူမိုက်ကအိမ်ထိလာတောင်းကျမ်းပြီးအဖိုးအိုကိုရိုက်နှက်ကအရက်မီးလောက်ခိုင်းပါတော့တယ်။ဒီနေရာမှာတော့အဖိုးအိုရဲ့တီးခတ်နိုင်စွမ်းဟာကုံဆုံးသွားခဲ့ပါပြီ။အဖိုးအိုဟာအိမ်နောက်ဖေးကဓားမြောင်ကိုယူပြီးလူမိုက်ရဲ့လေပင်ကိုထိုးသွင်းကနေရာတင်အသေးတက်လိုက်ပါတော့တယ်။အဖိုးအိုကတော့စိတ်အေးထားပြီးအလောင်းကိုတေချာဖျောက်ဖျက်လူမိုက်ရဲ့ဖုန်းကိုစက်ပိတ်ဝတ်ထားပြီး3ရက်လောက်ကြာတဲ့အခါလူမိုက်ပျောက်ဆုံးနေလို့ရဲတွေရောက်လာပါတယ်။ရဲစခန်းမှုကအဖိုးအိုကိုတန်တရားရှိလို့လိုက်စုံစမ်းတာပါ။တပြိုင်နက်တည်းမှာပဲအိမ်ပေါင်ခံထားတဲ့လူမိုက်ကိုင်းချုပ်ကြီးကအဖိုးအိုကိုခေါ်တွေ့ပါတယ်။တကယ်တော့အဖိုးအိုတက်လိုက်တဲ့သူကအဖွဲကောင်းဆောင်မဟုတ်ပဲအောက်ခြေတပည့်တယောက်သာဖြစ်ပြီး3ရက်အတွင်းအရင်ဒီပေါင်းပြီးအိမ်မရွေးရင်အိမ်ပေါ်ကဆင်းရမယ်လို့ချင်းချောက်ခံရပြန်ပါတယ်။တားဖြစ်သူစီနောက်ဆုံးအကြိမ်ဖုန်းဆက်ပေမဲ့တားကတော့ထုံးစံအတိုင်းဖုန်းကိုဂရုမစိုက်ပဲချပစ်ခဲ့ပါတယ်။ဒီအခြေအနေမှာအဖိုးအိုဟာရဲစခန်းမှုနဲ့လှုပ်ဝက်ပေးယူတခုလုပ်ခဲ့ပါတယ်။တကယ်တော့ရဲစခန်းမှုဟာလည်းတေဆုံးသွားတဲ့လူမိုက်ရဲ့အကြက်ကင်မှုကိုခံနေရသူပါ။လူမိုက်ရဲ့ဖုန်းထဲမှာစခန်းမှုရဲ့အပျော်ပါပုံစံမပြတ်တဲ့လှုပ်ဝက်ပုံတွေရှိနေလို့အကြက်ကင်ခံနေရတာပါ။အဖိုးအိုကအဲ့ဒီဖုန်းကိုအားသွင်းပြီးစခန်းမှုစီအနံလိုက်ပါတယ်။စခန်းမှုကလည်းဖုန်းကိုရရင်အဖိုးအိုကိုလွှတ်ပေးပြီးတရားခံကိုတခြားသူတယောက်စီလွှဲချပေးမယ်လို့ကတိပြုခဲ့ပါတယ်။နောက်ဆုံးမှာတော့လူမိုက်ကိုင်းကအဖိုးအိုရဲ့အိမ်ထဲကပစ္စည်းတွေကိုဖျက်ဆီးပြီးအိမ်ပေါ်ကမောင်းချလိုက်တဲ့အတွက်အဖိုးအိုတို့လင်မယားအိမ်လေးကိုလက်လွတ်လိုက်ရပါတယ်။ဒါပေမဲ့ရဲစခန်းမှုကတော့အဖိုးအိုဝတ်ထားတဲ့လူသက်လက်နက်ဓာတ်ကိုတွားယူပြီးအိမ်ကိုအပိုင်သိမ်းခဲ့တဲ့ခိုင်းချုပ်ကြီးကိုပဲသူ့တပည့်ကိုပြန်တက်မှုနဲ့တက်တေခံပစ္စည်းတွေနဲ့တကွဖမ်းဆီးအရေးယူလိုက်ပါတော့တယ်။တားဖြစ်သူအတွက်ဘဝတစ်ခုလုံးပေးဆက်ခဲ့ပေမဲ့နောက်ဆုံးမှာအိမ်လေးလည်းမရှိအိုမင်းမစွမ်းပဲလမ်းမေးရောက်သွားခဲ့ရတဲ့မိဘနှစ်ပါးရဲ့ဘဝ